comfort zone ဆိုတဲ့အတိုင်းပဲကျမတို့အတွက်နာမည်နဲ့လိုက်အောင် comfort ဖြစ်တာပေါ့နော်အဲဆိုတဲ့အခါကျတော့ကျမတို့အားလုံးကလည်းပဲဒီ comfort zone ရဲ့အပြင်ကိုခြေတလန်းလောက်ထွက်ရတဲ့အခါမှာဆိုလို့ရှိရင်ကြောက်စိတ်တွေမရေရာမှုတွေစိုးရိမ်စိတ်တွေကအရင်ကြီးစိုးလာပြီးတော့မှကျမတို့ကအမြဲတမ်းဒီ comfort ဖြစ်တဲ့နေရာကိုပဲပြန်လာခြင်းနဲ့စိတ်ဖြစ်တတ်ကြရတယ်เนาะဒါကတော့တဘာဝပဲဖြစ်တယ်ပေါ့เนาะကိုကဘလောက်ပဲဒီ comfort zone ကနေထွက်ပြီးတော့မှပေါ့နော်တခုခုလောက်တာပဲဖြစ်ပေါ့နော်ဒါပေမဲ့တခုအခက်တခုအမြဲတမ်းပေါ့နော်ဒီ comfort zone ကနေထွက်ရတဲ့အချိန်တိုင်းမှာဆိုလို့ရှိရင်ကိုအတွက်စိတ်ထဲမှာကတိကအောက်ဖြစ်စေတဲ့အကြောင်းအရာတွေကအမြဲတမ်းဖြစ်နေတာဖြစ်တယ်ပေါ့နော်တို့ပေမဲ့လည်းပဲဒီအရာလောက်ပါများလာပြီဆိုလို့ရှိရင်လည်းပဲဒါကျွန်တော်တို့အတွက် comfort ဖြစ်သွားပြန်ရောအဲ့အတွက်ကိုတခုခုအတစ်တခုပြန်စားရတော့မယ်ဆိုလို့ရှိရင်တက်တာမဖြစ်မှုကနေပြန်စတင်လာပြန်ရောပေါ့နော်ဒါကတလုံးနဲ့လက်ပတ်နေတာဖြစ်တယ်လေနော်အဲ့ဆိုကို comfort zone ထဲမှာပဲအမြဲနေနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အတွက်တိုးတက်မှုအပေါ်မှာမရှိဘူးနေ့စဉ်တိုင်းမှာကဒါကြီးပဲလုပ်နေရတယ်ဆိုလို့ရှိရင်ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့ကျမတို့ကကိုယ့်ရဲ့ life ကိုပြီးတော့မှတိုးတက်ချင်တာဖြစ်တဲ့အတွက်ကြတော့မဖြစ်မနေဒီ comfort zone ကနေထွက်ဖို့လေဒါအရင်လိုအပ်တာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းပဲဒါကိုပေါ့နော်ကိုယ့်အနေကိုနေ့တိုင်းမှာpush လုပ်နေရတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ကြောက်စိတ်တွေဝင်လာလို့စိုးရိမ်စိတ်တွေဝင်လာလို့ဒီ comfort zone ကိုပြန်သွားခြင်းတဲ့အချိန်တိုင်းမှာကိုယ့်အနေကိုတီးပြီးတော့မှာပေါ့နော်ငါကြောက်စိတ်တွေဖြစ်နေပြီငါဒီတိုင်းနေလို့မဖြစ်ဘူးငါပြန်ထွက်ရမယ်ဆိုရင်စိတ်ဖြစ်ပြီးတော့မှဒါပြန်ထွက်ကြဖို့လေအားလုံးအကြံပေးချင်တယ်ပေါ့နော်မဟုတ်လို့ရှိရင်ကိုကဒီကိုယ် comfort မဖြစ်ဘူးဆိုလို့ရှိရင်အရင်ရှောင်ပြေးခြင်းတယ်ပေါ့နော်ကျမလည်းအရင်ရှောင်ပြေးခြင်းနဲ့စိတ်ဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ဒါကိုရှောင်ပြေးတော့မယ်ဆိုလို့ရှိရင်ပြန်စဉ်းစားမှာပေါ့နော်ကိုရှောင်ပြေးပြီးသွားပြီဆိုလို့ရှိရင်အဲ့ comfort ဖြစ်တဲ့နေရာမှာပဲတက်လုံးနေမှာလားပေါ့နော်မနေချင်ဘူးဒီထက်ပိုကောင်းတဲ့အရာတွေပေါ့လိုချင်တယ်ဆိုလို့ရှိရင်တော့မဖြစ်မနေပေါ့ဒီအရာကိုကိုယ့်ရဲ့စိတ်ထဲမှာ comfort မဖြစ်ဘူးကတိကအောက်ဖြစ်ပြီးလည်းလက်ခံရမယ်လက်ခံပြီးတော့မှတော့ရှေ့ဆက်ရှောက်ဖို့အတွက်ဒါကျွန်တော်တို့အရင်အရေးကြီးတာဖြစ်တယ်ပေါ့နော်ကိုအဲ့လိုပဲ business တစ်ခုစတင်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းပဲပေါ့နော်ဒါအခုတော်များဒီ digital marketing လုပ်ငန်းကိုစိတ်ဝင်စားစတင်ချင်တယ်ဒါပေမဲ့သူတို့ comfort မဖြစ်ဘူးပေါ့နော်ဒီ training တွေလေ့လာရမှာ online ပေါ်မှာသူတို့စီးပွားရေးလုပ်ရမှာကတိကအောက်ဖြစ်တယ်ဒါအမှန်ပဲကျွန်မကိုယ်တိုင်လည်းပဲဒီစီးပွားရေးကိုစတင်ခါစအချိန်တုန်းကမှအဲ့လိုဖြစ်တယ်ပေါ့နော်အင်္ဂလိပ်လိုအားနေတယ်ဒီ social media ပေါ်မှာသူတို့ပြောရမှာကြောက်တယ်စိုးရိမ်တယ်တို့ပေမဲ့လောက်ပါများတဲ့အချိန်ကြောက်လေဒါကိုအတွက်နေ့စဉ်လုပ်နေကြဖြစ်သွားပြီးတော့မှ comfort ဖြစ်သွားပြန်ရောပေါ့နော်ဘာထူးခြားတဲ့အရာမဟုတ်တော့ဘူးပေါ့နော်တို့ပေမဲ့ကိုကအစလုပ်ရမယ့်အချိန်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့အတွက်ကြောက်စိတ်တွေစိုးရိမ်စိတ်တွေကအရန်ကိုကြီးစိုးတာဖြစ်တယ်ပေါ့နော်တို့ပေမဲ့လည်းပဲကြောက်စိတ်တွေစိုးရိမ်စိတ်တွေမတိကျမရေရာမှုတွေရှိပေမဲ့လည်းပဲကျွန်တော်တို့ကဒီ comfort zone ရဲ့အပြင်ကိုထွက်မှတာကိုအတွက်အောင်မြင်မှုတိုးတက်မှုတွေကအတင်းဆောင်ကြနေတာဖြစ်တယ်ဆိုတဲ့အရာလေးကိုအားလုံးကို share လုပ်ပေးခြင်းနဲ့အဲ့ဒါဆိုတော့ comfort zone ကနေထွက်ပါမကြောက်ပါနဲ့နည်းနည်းချင်းချစ်တဲ့လမ်းချင်းစီကျမတို့ရှစ်ဆက်ရှောက်ဖို့အတွက်အားလုံးကိုလည်းအကြံပေးချင်ပါတယ်ကျမလုပ်တဲ့ဒီ digital marketing လုပ်ငန်းကိုစိတ်ဝင်စားပြီးဆိုလို့ရှိရင်ကျမကိုအချင်းချင်းစစ်တယ်မြင်လို့ရတယ်ကျမကိုယ်တိုင်က mentor တယောက်အနေနဲ့အကောင်းဆုံးကိုပေးတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးပါဘာလို့မှာ